2024 ခုနှစ်စက်တင်ဘာလကနေ2025ခုနှစ်စက်တင်ဘာလအထိ ACCA UK Foundation Level ပြီးဆုံးအောင်မြင်ပြီး ACCA UK ရဲ့ပေးရချီးမြှင့်တဲ့ Diploma in Financial and Management အကောင့်ကြီးရရှိခဲ့တဲ့ကျောင်းသူကျောင်းသားပေါင်း62ဦးတီတီနဲ့ FA2 MA2 ဘာသာရပ်တွေမှာ ACCA UK မြန်မာ First ရရှိခဲ့ကြတဲ့ကျောင်းသူကျောင်းသား4ဦးကိုကျမတို့ NLA-FA ကနေမွေးထုတ်ပေးနိုင်ခဲ့ပါတယ်ရှင်။ယခုလို ACCA UK မြန်မာ First ရရှိခဲ့တဲ့ကျောင်းသူကျောင်းသားတွေနဲ့ Foundation Diploma ရရှိခဲ့တဲ့ကျောင်းသူကျောင်းသားတွေပေါ်ထွက်လာနိုင်အောင်တင်ကြားပေးမှုများအပြင်စာဝတ်ဖြည့်ဆိုရမှာအဆင့်ပြေချောမွေ့စေဖို့ CVA စင်တာဝန်ဆောင်မှုများနဲ့ Registration Fee Exam Fee များပေးသွင်းရမှာအခက်အခဲမရှိအောင်ကျမတို့ NLA-FA ကနေဝန်ဆောင်မှုများကိုစဉ်ဆက်မပြတ်ပေးလျက်ရှိပါတယ်။ဒါကြောင့်မို့လို့ ACCA UK Foundation Diploma ရရှိပြီး ACCA UK Part 1ကိုအမြန်ဆုံးတက်ရောက်ချင်သူများအတွက်အကောင်းဆုံးဝန်ဆောင်မှုတွေပေးနေတဲ့မြန်မာနိုင်ငံရဲ့ပထမအဦးဆုံး ACCA UK Platinum Approved Lending Partner ဖြစ်တဲ့ကျမတို့ NLA-FA ကနေဖိတ်ခေါ်လိုက်ရပါတယ်ရှင်။